ဆိုချင်ရရှိခဲ့ပြီဒါကိုချင်ရလို့မတင်ချင်ပါလိုက်တော့မလို့တဲ့ခုရဲ့ဒီနေ့ကြာနာ အမေရိကမှာကျင်းပပြုလုပ်တဲ့ဖျော်ဖြေပွဲတစ်ခုမှာအဆိုတော်အာဇာနည်နဲ့အတူတချင်းဖျော်ဖြေသီဆိုပေးခဲ့တဲ့ UFC Flyweight Champion Josh Arvan မင်္ဂလာပါပရိသတ်ကြီးရှင်မြန်မာနိုင်ငံပွားချင်းလူမျိုးတအုပ်ဖြစ်ပြီးအမေရိကန်နိုင်ငံသားအဖြစ်ခံယူထားကမြန်မာကိုစားပြုချင်းဖိုက်တာအဖြစ် UFC မှာပထမဆုံးအကြိမ်ချန်ပီယံကပတ်စိန်ခေါ်ခွင့်ရရှိခဲ့ပြီးအာရှဖွာပထမဆုံး Flyweight အမျိုးသားချန်ပီယံဖြစ်ခဲ့သူ Josh Arvan ကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအဆိုတော်အာဇာနည်နဲ့အတူအမေရိကနိုင်ငံမှာဖျော်ဖြေပွဲတစ်ခုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ Josh Arvan ဟာချင်းပြည်နယ်ဟာခါမြို့နယ်မှာမွေးဖွားခဲ့တဲ့မြန်မာပြည်ပွားတအုပ်ဖြစ်ပြီးသူရဲ့မိသားစုတွေဟာပုံမကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုရှာဖွေဖို့အတွက်ဗန်10နှစ်သားအရွယ်မှာမလေးရှားနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခဲ့ရာကနေမြန်မာနိုင်ငံကိုစွန့်ခွာခဲ့ကြသူတွေဖြစ်ပါတယ်။2013ခုနှစ်မှာတော့ဗန်နဲ့၎င်းရဲ့မိသားစုဖြစ်သူတို့ဟာအမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟူစတန်မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးဘဝသစ်တစ်ခုကိုစတင်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ ဗန်ဟာ2021ခုနှစ်မှာ MMA 2021ပွဲကိုပွဲဥထွက်ကစားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်သူဟာ Fury Fighting Championship အတွက်လည်းတည်တံ့တိုက်ပွဲဝင်ခဲ့ပြီး2022ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာ Fury FC 72ရဲ့အဓိကပွဲစဉ်မှာ 7-1 ဖြင့်စံချိန်တင်ခဲ့သူလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့ Josh Arvan ဟာ UFC မှာပထမဆုံးအကြိမ်ချန်ပီယံကပတ်စိန်ခေါ်ခွင့်ရရှိခဲ့သူအာရှဘွားပထမဆုံး Flyweight အမျိုးသားချန်ပီယံလည်းဖြစ်ပါတယ်။သူဟာမြန်မာနိုင်ငံကအနုပညာရှင်တွေကိုလည်းချစ်ခင်နှစ်သက်သူတစ်ယောက်ဖြစ်ပြီးနိုင်ငံကျော်သရုပ်ဆောင်မိုဟီကိုနဲ့လည်းအပြန်အလှန်ဆက်သွယ်ရှိကြသူတွေဖြစ်ပါတယ်။ဒါအပြင်ဗန်ဟာအဆိုတော်တွေထဲမှာတော့အဆိုတော်အာဇာနည်ကိုချစ်ခင်နှစ်သက်ခဲ့သူဖြစ်ပြီးအခုလက်ရှိအမေရိကမှာရောက်ရှိနေထိုင်နေတဲ့အာဇာနည်နဲ့မကြာခဏဆုံတွေ့ခွင့်ရရှိခဲ့သလိုအခုတစ်ခါမှဆိုရင်လည်းအာဇာနည်နဲ့အတူဖျော်ဖြေပွဲတစ်ခုမှာဖျော်ဖြေပေးခဲ့တာပဲဖြစ်ပါတယ်။အာဇာနည်ကိုချစ်ခင်နှစ်သက်အားပေးကြသလို Josh Van ကိုလည်းချစ်ခင်ကြတဲ့သူတွေရဲ့အတွက်နှစ်ဦးသားအတူတူဖျော်ဖြေပေးထားတဲ့မှတ်တမ်းလေးကိုအခုလိုဖော်ပြတင်ဆက်ပေးလိုက်